ကောင်မလေးကကြက်ကြော်သုံးလုံးကိုဇွန်းတစ်ချောင်းလေးပေါ်ထပ်တင်လိုက်ပါတယ်။ပြီးတော့အဲ့ဒါတစ်ခုလုံးကိုပါဇက်ထဲတစ်လုပ်ထဲအတင်းထိုးထည့်လိုက်ပါတယ်။ဘေးမှာထိုင်နေတဲ့ကျောင်းလာပါကေးဆာရာကတော့အံ့ဩလုံးလို့မြင်သက်သွားခဲ့ပါတယ်။ဒါပေမဲ့အာနာအဲ့ဒီလိုစားရတဲ့အကြောင်းရင်းရှိပါတယ်။သူမမှာနေမကောင်းတဲ့အဖွားဖြစ်သူကိုပြုစုဖို့အင်းမြန်ပြန်ရမှာမို့ပါ။အခုအများကြီးစားထားနိုင်လေနောက်မှမစားပဲအကြာကြီးနေနိုင်လေဖြစ်ပြီးအဖိုးတန်အချိန်တွေကိုချွေတာနိုင်မှာဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုကြားတော့အဲလာအောက်လာကစိတ်မကောင်းဖြစ်သွားပြီးနာကျင်စရာစကားတွေပြောခဲ့တဲ့ဆာရာကိုပြန်ရုပ်သိမ်းဖို့ချက်ချင်းပြောလိုက်ပါတယ်။ဒါပေမဲ့မပြီးခင်မှာပဲအာနာကကြားဖြတ်တားလိုက်ပါတယ်။နာမည်ကြီးတဲ့ကောင်မလေးတွေနဲ့အတူတူထမင်းစားခွင့်ရတာနဲ့တင်သူမအတွက်လုံလောက်အောင်ပြောစရာကောင်းနေပြီလို့ပြောခဲ့ပါတယ်။တယောက်နဲ့တယောက်တဖြည်းဖြည်းပိုရင်းနှီးလာတာနဲ့အမျှဥပွင့်လင်းလင်းစကားပြောလာကြပါတယ်။တနေရာအရောက်မှာအာနာစီကထူးဆန်းတဲ့အနံ့တစ်ခုရတာကိုတယောက်ကသတိထားမိသွားပါတယ်။မကြခင်ကရာသီဥတုဆိုးရနေလို့၄ရက်မှတစ်ခါပဲခေါင်းလျှော်ဖြစ်ကြောင်းအာနာကရှင်းပြပါတယ်။မိန်းကလေးတယောက်အတွက်သပင်ရှည်လျှော်ရတာအလုပ်ရှုပ်လုံးလို့ပါ။အခြေအနေကချက်ချင်းဆိုသလိုအတက်ငယ်အကျက်ရိုက်သွားပြီးအာနာကရာဇဝင်တွေအောင်အကူအညီမဲ့စွာခေါင်းညှိပြလိုက်ရပါတယ်။အဲဒီနောက်ဆာရာပကံတွေကကြက်ကြော်တုံးကိုပေါ့ပပါပဲကောက်ယူပြီးနှစ်ခါစဉ်းစားမနေပဲစားလိုက်ပါတယ်။ထမင်းစားပြီးနောက်ဆာရာကအမကိုတီးတန့်စကားပြောဖို့ခေါ်ထုတ်သွားပါတယ်။ပြီးတော့စကားကိုလိုရင်းပဲတိုက်ရိုက်ပြောလိုက်ပါတယ်။အဲ့ဒီယူမော်ကိုငါတို့နဲ့နောက်ထပ်မခေါ်လာပါနဲ့တော့လား။လွန်ခဲ့တဲ့အချိန်တွေတုန်းကငါတီးခံပေးခဲ့တာမင်းမျက်နှာကြောင့်တော့အမလည်းသဘောတူရုံမှအခြားမရှိခဲ့ပါဘူး။မထွက်သွားမီဆာရာကအမကိုစနေတနင်္ဂနွေမှာစာကြည့်တိုင်းမှာအတူတူစာချက်ဖို့ဖိတ်ခေါ်ခဲ့ပြီးတခုကိုတော့ပြက်ပြက်သားသားမှကြားခဲ့ပါတယ်။ဒီတစ်ခေါက်တော့အဲ့ဒီအယူမော်ကိုမခေါ်လာခဲ့နဲ့ချိန်ထားတဲ့နေ့ရောက်လာတဲ့အခါဆာရာကစောစောရောက်နေခဲ့ပေမဲ့အမစီကစာတစ်စောင်ရောက်လာခဲ့ပါတယ်။အရေးကြီးကိစ္စရှိလို့သူမမလာနိုင်တော့ပဲသူမအစားအာနာလာလိမ့်မယ်လို့စာပို့ထားတာပါ။စာမန်တော့ဒါဟာဆာရာနဲ့အာနာတို့နှစ်ယောက်တည်းအချိန်တူတူကုန်လွန်နိုင်ဖို့အမနဲ့အလာတို့ကြိုတင်ကြံစည်ထားတဲ့အစီအစဉ်ဖြစ်ပါတယ်။ကောင်မလေးနှစ်ယောက်ကြားကဆက်ဆံရေးတိုးတက်ကောင်းမွန်လာလိမ့်မယ်လို့သူတို့မျှော်လင့်ခဲ့ကြတာပါ။ထိုင်လိုက်ကြပြီးနောက်စာဖတ်ရင်အမြဲတမ်းအိတ်ချင်လာတတ်ကြောင်းအာနာကအမှန်တိုင်းဝန်ခံခဲ့ပါတယ်။ဒါပေမဲ့ဆာရာစာကောင်းကောင်းကြက်နိုင်ဖို့အတွက်အိတ်မပြောအောင်အစွမ်းကုန်စူးစမ်းပါမယ်လို့သတိပေးခဲ့ပါတယ်။ဒါပေမဲ့2မိနစ်ပင်မပြည့်သေးပြီးစာပွဲပေါ်မျက်နှာအပ်ပြီးအိတ်ပျော်သွားခဲ့ပါတယ်။ဆာရာကသူမကိုမယုံနိုင်စရာမျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့ပြီးအမစီချက်ချင်းစာပို့တိုင်ကြားခဲ့ပေမဲ့အမကပြန်မဖြေခဲ့ပါဘူး။အခြားနည်းလည်းမရှိတော့တဲ့ဆာရာဟာအာနာကိုနှိုးလိုက်ပြီးအတူတူစာချက်ဖို့အတင်းအကျပ်ခိုင်းစေခဲ့ပါတယ်။နောက်ဆုံးမှာတော့ဆာရာကအာနာကိုမုန်းတစ်ခုခုထွက်စားဖို့ခေါ်ထုတ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပိုးမွားတစ်ကောင်ကအာနာလက်ပေါ်တက်လာခဲ့ပါတယ်။အာနာကအော်ဟစ်မအော်ခဲ့တယ်လို့ပြပြတလဲလဲမဖြစ်ခဲ့ပါဘူး။အဲ့ဒီအစားသူမရဲ့လက်ချောင်းလေးတွေနဲ့ပိုးမွားကိုအသာအရာကောက်ယူပြီးပြင်ပကိုအေးအေးဆေးဆေးပြန်လှုပ်ပေးခဲ့ပါတယ်။ဆာရာဟာအမြဲတမ်းအထက်စီးကကြည့်ခဲ့တဲ့ဒီကောင်မလေးကိုပထမဆုံးအကြိမ်ဖြစ်နည်းနည်းလေးကွဲပြားတဲ့အမြင်နဲ့စတင်ကြည့်မြင်လာခဲ့ပါတယ်။အာနာရဲ့သပင်စီးထားတာပြုတ်ကျပြီးမျက်နှာပေါ်ကစားကြည့်ရတာအဆင်မပြေဖြစ်နေတာကိုသတိထားမိတဲ့အခါမူလကလိုစိတ်တုံမနေတော့ပါဘူး။အဲ့ဒီအစားသူမဘာသာလန်းလန်းပြီးအာနာသပင်ကိုတေချာလေးပြန်ပြင်စီးပေးခဲ့ပါတယ်